Jenny နဲ့ပတ်သက်ပြီးတော့တော်များမိချရဲ့မိကွန်လေးတစ်ခုကိုဖြည့်ပေးချင်လို့ပါအဲ့ဒါဘာလဲဆိုတော့ Jenny နဲ့ပတ်သက်ပြီးတော့ Jenny ရဲ့ computer password ကိုရိုက်ထည့်တဲ့အခါမှာ password ကမှန်ရတာနဲ့ computer ဘာလို့မပွင့်တာလဲဆိုတော့တော်များလာပြီးတော့မိချရပေါ့နော်အဲ့ဒါဘာလို့လဲဆိုတော့ bro ကအဆင့်ကျော်လို့ပြောရမှာပဲစပနိုင်ဆာက character ရဲ့ storyline ကို sorry နေရာမှာသူကဘာလို့ပါဆိုပြီးတော့တခုချင်းစီချပေးရပေါ့နော်သူချပေးတဲ့အတိုင်းပဲကိုကလုပ်ပေးရတယ်password အကြိုသိနေလို့ဆိုပြီးတော့ password တခါတည်းတော့ပြီးတော့တန်းထဲလို့မရဘူးအဆင့်ကျော်ပြီးတော့ဆော့လို့မရဘူးပေါ့နော်ပထမဆုံးအနေနဲ့ဒီ computer password ရိုက်ထည့်နေရာမှာမတိုင်ခင်မှာဘယ်လိုမျိုးလာလဲဆိုတော့ဂျင်းနီကအလုပ်ရပြီလို့ပြောရဲပေါ့နော်တဗီနဲ့ခဏပြောနေတန်ကြရဲသူအလုပ်ရပြီဆိုတော့ပြောတယ်ပြီးတော့အင်းနုံကိုလည်းအယုတ်တွေခဏဝယ်ခိုင်းနေဆိုတော့အင်းနုံကတအားဆက်စုကျင်လာရဲပေါ့နော်ဂျင်းနီကဘာလုပ်နေရလဲမသိဘူးဆိုတော့ဆက်စုကျင်လာရဲဆိုတော့ဂျင်းနီရေချိုးနေတဲ့အချိန်မှာသူ့ရဲ့ diary တွေကိုသွားပြီးတော့ဖတ်လို့ရှိရင်သူဘာလုပ်နေလဲဆိုတာသိရမယ်ဆိုတော့တွေးရပေါ့နော်ပြီးတော့ note ထဲမှာလည်းဂျင်းနီရေချိုးနေတဲ့အချိန်မှာသူ့ရဲ့ diary တွေကိုသွားကြည့်ရမယ်ဆိုပြီးတော့ပြရဲဆိုတော့ဂျင်းနီရေချိုးတဲ့အချိန်ကိုစောင့်ပြီးတော့သူ့ရဲ့အခန်းထဲကိုခိုးဝင်မယ်မနက်ပိုင်းပေါ့နော်မနက်ပိုင်းကိုခိုးဝင်မယ်ပြီးတော့ diary ထဲမှာသွားကြည့်မယ်အဲ့ဒီမှာဂျင်းနီဘာလုပ်နေလဲဆိုတာကိုအင်းနွားသိသွားတယ်သိသွားပြီးတော့သူ့ရဲ့ဂျင်းနီရဲ့ computer ထဲမှာဆိုလို့ရှိရင်ဗီဒီယိုရှိမှာပဲဆိုသူထပ်တွေးရပေါ့နော်အဲ့ဒီကြတော့မှသူ့ရဲ့ဂျင်းနီရဲ့ computer ထဲကို password ရိုက်ထည့်ပြီးတော့ဝင်ရမှာအဲ့ဟာကညဘက်ဝင်ရမှာပေါ့နော်အဲ့ဒီအချိန်ကျတော့မညဘက်ကို skip လုပ်ပြီးတော့ညဘက်ကိုကြော်ပြီးတော့ဂျင်းနီအိတ်နေတဲ့အချိန်မှာဂျင်းနီရဲ့ခန်းထဲကိုခိုးဝင်ပြီးတော့ computer password ရိုက်ထည့်ရမှာပေါ့နော်ဆိုတော့သူရဲ့ sorry ပုံစံကအဲ့လိုမျိုးလေးပေါ့နော်ဂျင်းနီရဲ့ computer password ကတော့ bad monster ပါဒီမှာလည်းရိုက်ပြပေးထားရဲပေါ့နော်ဒီလိုထဲမှာလည်းရိုက်ပြပေးထားပါတယ်ဆိုတော့ဂျင်းနီရဲ့ computer password နဲ့ပတ်သက်ပြီးတော့ error တက်နေရလို့ bro ထင်တဲ့အချက်ကလေးကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်နောက်တစ်ချိန်မှာလည်းစမတိုက်စာကနဲ့ပတ်သက်ပြီးတော့တိထိုက်တဲ့ tip လေးတွေပြီးတော့bro အနေနဲ့ဆော့အခက်နေအပိုင်းလေးတွေကိုညီမအခုလိုမျိုး video တိုလေးလောက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့မေးချင်တာလေးရှိလို့ရှင်လဲအကောက် comment မှာမေးထားခဲ့လို့ရပါတယ်ရှင်နောက်ထပ်ချိန်မှာလည်းမေးထားတဲ့ comment လေးတွေကိုပြန်ပြီးတော့ video တိုလေးလောက်ပြီးတော့တင်ပေးသွားပါမယ်နော် see you bye